ကျွန်တော်တို့ခုတွေ့နေရတဲ့လူက Happy Four လို့ခေါ်တဲ့ကရင်အဆိုတော်တယောက်ပါသူရဲ့တည်ဆုံးမှုဟာပရလောကသားတွေနဲ့ဆက်နွယ်နေတယ်လို့လူတို့ချို့ကယူဆနေကြဘာလို့လဲဆိုတော့သူငားငုတ်သွားနေရင်လည်းပြန်မပေါ်လာတော့တဲ့ရေကန်ကြီးထဲမှာအဆောက်တွေရှိတယ်လို့လည်းပြောနေကြတယ်အဆောက်တွေကငားရှာလာတဲ့သူ့ကိုကန်နှိပ်နေတာတွေ့တော့တခါတည်းခေါ်သွားခဲ့တယ်လို့တယောက်တစ်ပေါင်းနဲ့ပြောနေကြပါသေးတယ်ဖြစ်နိုင်ခြင်းတော့ရှိတယ်ဗျကင်မရာထဲမှာတွေ့ရမှာပါသူရေအောင်ငုတ်ဆင်းသွားပြီးမကြဘူးငါးတကောင်ကိုတွေ့ခဲ့တယ်အဲငါးကိုလိုက်ပြစ်နေရင်လည်းပြန်မပေါ်လာတော့ပဲရေအောက်ထဲမှာပဲအသက်လုပြီးမောဟိုက်နေတဲ့အတန်တွေစိတ်မကောင်းစွာကျွန်တော်တို့ကြားရမှာပါသူမသေးဆုံးမီ2ရက်လောက်အလိုမှာတော့အဲ့ရကန်ထဲမှာပဲငားငုတ်သွားခဲ့ကြပါသေးတယ်သူ့ပေါ်တာတွေနဲ့ငားတွေလည်းတော်တော်များများရသွားခဲ့ကြတယ်နိုဝင်ဘာလ9ရက်နေ့ကသူ့ Facebook မှာတင်ထားတာတွေ့ရပါတယ်အဲ့နောက်နိုဝင်ဘာလ9ရက်နေ့ညမှာတော့အဲ့ဒီရေကန်ကြီးထဲမှာနောက်ထပ်တစ်ကြိမ်ငားသွားငုတ်ဖို့ဆိုပြီးတော့ရိုးရလက်ဝိတ်ဖိုက်တာကြီးဂျိုးပြူကိုအဖို့ဆက်ခဲ့တယ်ဂျိုးပြူကတော့မအားလို့လိုက်မသွားခဲ့ဘူးဂျိုးပြူကိုယ်တိုင်လည်းသူ့ Facebook မှာဝန်ခံထားပါတယ်အဲ့ညကကျွန်တော်မအားလို့လိုက်မသွားခဲ့တာပါတဲ့တကယ်လို့သာကျွန်တော်လိုက်သွားခဲ့ရင်သူဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောထားပါတယ်我搞点哪里看见，不得不夸 Happy Four 但是没哈到人了，来没到不了，我来不到人。这开还需要给人家嘛打车一路，当然来油梯的，来油梯掉没来油梯那过也，也没把他人家打给大家一般喏，来油梯的那个干嘛不来就没来提路。